အားလုံးပဲမင်္ဂလာပါ ABC Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကလေးမွေးနေ့ဖိတ်စာရိုက်တဲ့နည်းလေးကိုလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီပုံကိုကြည့်ပြီးတော့နမူနာလုပ်ပြမှာပါလိုအပ်တဲ့ PNG ပုံလေးတွေ background တွေကိုအားလုံးတစုတစည်းတည်းဖြစ်အောင်အရင်ဦးဆုံးပြင်ဆင်ထားပေးလိုက်ပါမယ်ဟုတ်ကဲ့ပါဒါဆိုရင် Photoshop ကိုဖွင့်ပြီးတော့စလုပ်လိုက်ပါမယ် Photoshop ကိုဖွင့်ပေးလိုက်ပါမယ် Photoshop ပွင့်လာပြီဆိုရင်ပထမဦးဆုံးကျွန်တော်တို့လုပ်ရမှာကတော့ design ဆွဲဖို့အတွက်စာရွက်အသစ်တစ်ရွက်ထုတ်ဖို့အတွက်အပေါ်က file နေရာကိုထောက်ပြီးတော့ new ဆိုတဲ့စာလုံးကိုနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့စာရွက် site ရွေးတဲ့နေရာကိုရောက်လာပါပြီလူအများစုကတော့ဖိတ်စာကို4အမြောက်6 site နဲ့လုပ်ကြပါတယ်ကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာတော့ခွန်အမြောက်9ဆိုတဲ့ site ကိုအသုံးပြုပြီးတော့လုပ်သွားမှာပဲဖြစ်ပါတယ်အောက်က create လေးကိုနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင် Photoshop ထဲမှာ design ဆွဲစာရိုက်ဖို့အတွက်စာရွက်ကလေးတစ်ရွက်ရလာပါပြီနမူနာပုံလေးကိုကြည့်ဖို့အတွက် file ကနေပြီးတော့ open ကိုနှိပ်ပြီးတော့ကျွန်တော်တို့နမူနာကြည့်မဲ့ file လေးကိုကျွန်တော်အရင်ဦးဆုံးထည့်ပေးထားလိုက်ပါမယ်နမူနာကြည့်မဲ့ file ကလေးရောက်လာပါပြီဒီဘေးမှာတော့ကျွန်တော်တို့ design ဆွဲမဲ့နေရာပေါ့နော်ဒီဘေးမှာကတော့နမူနာကြည့်မဲ့ဓာတ်ပုံပေါ့နော်ဒါဆိုရင်ပထမဦးဆုံးခေါင်းစဉ်လေးနဲ့အောက်ကစာကြောင်းလေးတွေကိုရေးချက်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါစာရိုက်ဖို့အတွက်ဆိုရင်ပထမဦးဆုံးစာရိုက်ဖို့အတွက် T ဆိုတဲ့ tool လေးကိုကျွန်တော်တို့ရွေးချယ်ပြီးတော့နှိပ်ပေးလိုက်ပါမယ်ဒီလိုသင်္ကေတလေးပေါ်လာပြီဆိုရင်ရေးချမယ်စာရွက်ပေါ်မှာ click လေးတစ်ချက်ထောက်ပေးလိုက်ပါမယ်ဒီလိုပေါ်လာပြီဆိုရင်စာရိုက်လို့ရပါပြီဒီနေရာမှာသတိထားရမှာကစာမရိုက်ခင်ဒီအောက်ကလေးမှာရှိတဲ့စာရွက်ပုံစံအပေါ်ကတရွက်ကိုအမဲရောင်အရင်ဦးဆုံးပြောင်းထားဖို့လိုမှာပါဒီနေရာမှာရှိတဲ့အယောင်ကလက်ရှိစာရိုက်တဲ့အခါမှာပေါ်လာမယ့်အယောင်မို့လို့ပါစာမရိုက်ခင်မှာလည်းကျွန်တော်တို့ဒီအပေါ်ဘားလေးမှာစီးတဲ့ပထမအကွက်နေရာမှာနှိပ်ပြီးတော့လိုချင်တဲ့ font style ကိုလည်းအရင်ဦးဆုံးရွေးချယ်ပေးလို့လည်းရပါတယ်ပြီးတာနဲ့ဒီနေရာမှာကတော့စာလုံးရဲ့အကြီးအသေး size ကိုလာပြီးတော့နှိပ်ပြီးတော့ရွေးလို့ရပါတယ်အဆင်ပြေပြီဆိုတော့ခေါင်းစဉ်လေးစရိုက်ပေးလိုက်ပါမယ်စာရေးပြီးတာနဲ့အရေးကြီးတာကဒီအပေါ်ကအမှန်ချစ်ကလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်စာကြောင်းကိုလိုချင်တဲ့နေရာကို switch ချင်တယ်ဆိုရင်ကျွန်တော်တို့အပေါ်က move tool လေးကိုကင်ပြီးတော့ရွှေ့ပေးလို့ရပါတယ်ဒီအောက်က layer နေရာမှာဆိုရင်လည်းရေးထည့်လိုက်တဲ့စာကြောင်းရဲ့ layer လေးပေါ်နေတာကိုတွေ့ရမှာပါဟုတ်ကဲ့ပါဒုတိယအစာကြောင်းကိုထရေးဖို့အတွက် T ဆိုတဲ့နေရာလေးကိုပဲထပ်ပြီးတော့နှိပ်ပေးလိုက်ပါမယ်ပြီးတာနဲ့ရေးမဲ့နေရာမှာ click ကလေးတစ်ချက်ထောက်ပေးပြီးစာရေးချပေးလိုက်ပါမယ်စာရေးပြီးပြီဆိုတာနဲ့အပေါ်ကအမှန်ချစ်ကလေးကိုနှိပ်ပေးလိုက်ပါမယ်စာကြောင်းတွေကို switch ချင်တယ်ဆိုရင် move tool လေးကိုကင်ပြီးတော့ switch နိုင်ပါတယ်စာလုံးရဲ့ font style လေးတွေအရွယ်အစားလေးတွေကိုချိန်ညှိချင်တယ်ဆိုရင်လည်း T နေရာလေးကိုထပ်နှိပ်ပြီးတော့အပေါ်ကဘောင်နေရာလေးမှာကျွန်တော်တို့သွားပြီးတော့ချိန်လို့ရပါတယ်ပြီးတာနဲ့ဒီနေရာမှာကတော့အရွယ်အစားလေးကိုရွေးချယ်ပေးလိုက်ပါမယ်ဒီနေရာမှာကတော့စာကြောင်းရဲ့အနေအထားလေးကိုလာပြီးတော့ပြောင်းတဲ့နေရာပါပြီးတာနဲ့ move tool လေးကိုကင်ပြီးတော့လိုချင်တဲ့နေရာမှာပြန်ပြီးတော့ဆွဲထားလိုက်ပါမယ်စာကြောင်းနှစ်ကြောင်းရလာပြီဆိုတော့စာကြောင်းရဲ့အယောင်ဒီဇိုင်းလေးတွေကိုထည့်တဲ့နည်းလေးအရင်လုပ်ကြည့်လိုက်ပါမယ်အယောင်ဒီဇိုင်းလေးတွေပေါ်လွင်အောင် background ပုံတစ်ပုံကိုကျွန်တော်အရင်ထည့်ပေးလိုက်ပါမယ်ပြီးတာနဲ့ file နေရာကိုနှိပ်ပြီးတော့
အလဲနားလောက်မှာရှိတဲ့ play embedded စာကြောင်းနဲ့ play linked ဆိုတဲ့စာကြောင်းနှစ်ခုတည်းကကြိုက်တဲ့တစ်ခုကိုနှိပ်ပြီးတော့လိုချင်တဲ့အပုံတွေကိုထည့်လို့ရပါတယ်ဒီနေရာမှာကျွန်တော်ထည့်မဲ့ background ပုံလေးကိုရွေးချယ်ပေးလိုက်ပါမယ် background ပုံကိုထောက်ကနေဆွဲပြီးတော့လိုချင်တဲ့အတိုင်းအတာမှာထားပေးလိုက်ပါမယ်ပြီးတော့လည်းကျွန်တော်တို့ရဲ့ပုံကိုအကြီးအသေး zoom ကစားချင်တယ်ဆိုရင်လည်း Alter key လေးကိုနှိပ်ပြီးတော့မောက်ကဘိန်းလေးနဲ့ဆွဲပြီးတော့ကစားလို့ရပါတယ်ဒီအောက်ကဘောင်ကိုလည်းကစားပေးလို့ရပါတယ်ဒီဘေးကဘောင်ကိုလည်းကစားပေးလို့ရပါတယ်ပြီးတော့လည်း background ပုံရဲ့အယောင်ကိုအစော့အတင်းလုပ်ချင်တယ်ဆိုရင်လည်း layer နေရာမှာလာပြီးတော့အပေါ်က opacity ဆိုတဲ့ဒီအကွက်ကလေးကိုနှိပ်ပြီးတော့ဓာတ်ပုံရဲ့ background ရဲ့အယောင်အစော့အတင်းကိုကျွန်တော်တို့ချိန်ညှိလို့ရပါတယ်ပြီးတော့လည်းခေါင်းစဉ်ကိုအယောင်ပြောင်းဖို့အတွက်ခေါင်းစဉ်ရဲ့စာကြောင်းကိုတစ်ချက်ထောက်ပေးလိုက်ပါမယ်ပြီးတော့လည်း layer နေရာမှာလာပြီးတော့ right click ကလေးတစ်ချက်ထောက်ပေးလိုက်ပါမယ်ပြီးတော့လည်း blending option ဆိုတဲ့စာကြောင်းကလေးကိုနှိပ်ပေးလိုက်ပါမယ်အယောင်ပြောင်းဖို့အတွက် color overlay ဆိုတဲ့စာကြောင်းကိုနှိပ်ပေးလိုက်ပါမယ်ဒီအယောင်အကွက်ကလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့အယောင်ကိုချိန်ညှိပေးလို့ရပါတယ်ထည့်ချင်တဲ့အယောင်ရွေးပြီးရင်အပေါ်က OK လေးကိုနှိပ်ပေးလိုက်ပါမယ်စာလုံးရဲ့ဘေးအနားသားလေးတွေထည့်ဖို့အတွက် stop ဆိုတဲ့စာကြောင်းလေးကိုထပ်နှိပ်ပေးလိုက်ပါမယ် position ဆိုတဲ့နေရာမှာ outside ဆိုတဲ့စာကြောင်းကိုအရင်ရွေးချယ်ပေးလိုက်ပါမယ်ဒီအပေါ်က side ဆိုတဲ့စာကြောင်းနေရာမှာကတော့ဘေးအနားသားရဲ့အကြီးအသေးကိုချိန်ညှိလို့ရမှာပဲဖြစ်ပါတယ်ပြီးတော့လည်းစာလုံးကိုအရိပ်ကလေးထည့်ဖို့အတွက်အောက်ဆုံးက dot shadow ဆိုတဲ့စာကြောင်းလေးကိုနှိပ်ပေးလိုက်ပါမယ်ဒီနေရာမှာဆိုရင် distance ဆိုတဲ့စာကြောင်းဘားလေးမှာအရိပ်ရဲ့အကွာအဝေးကိုလာပြီးတော့ကစားပေးလို့ရပါတယ်ဒီအောက်ကနေရာမှာလည်းကစားပေးလို့ရပါတယ်အောက်က site နေရာမှာလည်းအရိပ်ရဲ့ဖြာထွက်မှုအထူအပါးကိုကစားပေးလို့ရပါတယ်အရိပ်ကအောက်ဘက်ကိုထွက်နေတာကဒီအဝိုင်းထဲကအတန်လေးကအပေါ်ကိုရောက်နေလို့ပါဒီအတန်လေးကိုဘယ်ဘက်အချမ်းကိုဆွတ်ပေးလိုက်မယ်ဆိုရင်အရိပ်ကတော့စန့်ကျင်ဘက်ညာဘက်ခြမ်းကိုပြန်ပြီးတော့ဆွတ်သွားမှာဖြစ်ပါတယ်လိုချင်တဲ့လောက်ကိုချိန်ညှိပြီးတာနဲ့အပေါ်က OK ကိုနှိပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါပထမစာကြောင်းပြီးသွားပါပြီဒုတိယစာကြောင်းကိုလုပ်ဖို့အတွက်စာကြောင်းကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်စာလုံးရဲ့ layer ကို white click ထောက်ပြီးတော့ blending option စာကြောင်းကိုနှိပ်ပေးလိုက်ပါမယ်ပြီးတော့လည်းအယောင်ပြောင်းဖို့ color overlay ကိုနှိပ်ပေးလိုက်ပြီးတော့လိုချင်တဲ့အယောင်ကိုထည့်ပေးလိုက်ပါမယ်ပြီးတော့လည်းစာလုံးရဲ့အနားသားထည့်ဖို့အတွက် stop ဆိုတဲ့နေရာကိုနှိပ်ပြီးတော့လိုချင်တဲ့လောက်ချိန်ညှိပေးလိုက်ပါမယ်ပြီးတော့လည်း OK ကိုနှိပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါစာလုံး color design ပြောင်းတဲ့နည်းလေးကိုအကြံပြင်းသိသွားပြီဆိုတော့ကြံစည်နေတဲ့စာလုံးတွေကိုကျွန်တော်အသေးစိတ်မရေးပြတော့ဘဲနဲ့တစ်ဖက်ကနေပြီးတော့ copy လာပြီးတော့ထည့်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါဒီအောက်ကအယောင်မဆိုးရသေးတဲ့စာကြောင်းတွေကိုဒီအပေါ်ကအယောင်ဆိုးပြီးသားစာကြောင်းတွေရဲ့အယောင်တွေကို copy လုပ်ပြီးတော့ပြောင်းလဲထည့်တဲ့နည်းလေးကိုလုပ်ပြပေးမှာဖြစ်ပါတယ် copy ယူမဲ့စာကြောင်းကို white click လေးထောက်ပေးလိုက်ပါမယ်ပြီးတော့လည်း copy layer style စာကြောင်းလေးကိုနှိပ်ပေးလိုက်ပါမယ်ပြီးတော့ပြောင်းထည့်မဲ့စာကြောင်းကိုထောက်မယ် layer နေရာကို white click ထောက်မယ်ပြီးတော့လည်း pass layer style ကိုနှိပ်ပေးလိုက်မယ်ဆိုရင်အယောင်ကပြောင်းသွားမှာပဲဖြစ်ပါတယ်ဒီနည်းအတိုင်းအောက်ကစာကြောင်းတွေကိုထပ်ထည့်ပေးလိုက်ပါမယ်
ဒီအစစ်ကစာလုံးတွေကိုတော့ဤဆိုတဲ့အခရာရဲ့အနီရောင်နဲ့အဖြူရောင်စထားတဲ့စာလုံးကို copy ယူပြီးတော့ထည့်ပေးလိုက်ပါမယ်ခဏကအတိုင်းထပ်လုပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါပြီးပြီဆိုတော့ဓာတ်ပုံထည့်ဖို့အတွက်စာကြောင်းလေးကိုစနစ်တကျလေးပြန်စီပေးလိုက်ပါမယ်ဟုတ်ကဲ့ပါပြီးရနဲ့ဓာတ်ပုံထည့်ဖို့အတွက်အပေါ်က file နေရာကိုထောက်ပြီးတော့ play abundant ဆိုတဲ့စာကြောင်းလေးကိုနှိပ်ပေးလိုက်ပါမယ်ပုံကိုရွေးချယ်လိုက်ပါမယ်ဓာတ်ပုံရောက်လာပြီဆိုတော့အရင်ဦးဆုံးအပေါ်ကအမှန်ချစ်ကလေးကိုနှိပ်ပေးလိုက်ပါမယ်ဒီနေရာမှာကျွန်တော်အနည်းငယ်ရှင်းပြပါရစေဥပမာကျွန်တော်တို့ထည့်လိုက်တဲ့ဓာတ်ပုံကစာလုံးတွေရဲ့စာကြောင်းတွေရဲ့အောက်မှာရောက်နေမယ်ဆိုရင်ဓာတ်ပုံကိုတစ်ချက်ထောက်ပြီးလေယာနေရာမှာလာပြီးတော့အပေါ်ကိုဆွဲတင်ပေးလိုက်လို့ရပါတယ်ဒါဆိုရင်ဓာတ်ပုံကအပေါ်မှာပြန်ပြီးတော့ရောက်သွားမှာပါဟုတ်ကဲ့ပါဓာတ်ပုံကိုလိုချင်တဲ့အနေအထားကိုဖြတ်ဖို့အတွက်မူတူရဲ့အောက်က rectangle 2လေးကိုရွေးချယ်ပေးလိုက်ပါမယ်ပြီးတာနဲ့ mouse ကလေးကိုဖိပြီးတော့လိုသလောက်ဆွဲပေးလိုက်ပါမယ်ဒါဆိုရင် keyboard ထဲက control နဲ့ J နဲ့ကိုနှိပ်ပြီးတော့ copy လေးကူးပေးလိုက်ပါမယ်ဒါဆိုရင် layer နေရာမှာနှစ်ပုံဖြစ်သွားပါပြီဒီအောက်ကအပုံကခဏကရှိနေတဲ့မူရင်းပုံပါမူရင်းအပုံကိုထောက်ပြီးတော့ကျွန်တော်တို့ဖြတ်ပေးလိုက်ပါမယ် copy ကူးထားတဲ့အပုံလေးပဲကျန်ပါတော့တယ်အပုံကိုလိုချင်တဲ့နေရာမှာထားပေးလိုက်ပါမယ်ပြီးတာနဲ့အပေါ်ကအမှန်ချစ်ကလေးကိုနှိပ်ပေးလိုက်ပါမယ်အပုံရဲ့အနားသားလေးတွေကိုထည့်ပေးဖို့အတွက် layer နေရာကို right click ထောက်ပြီးတော့ blending option ထဲကိုပြန်ဝင်ပေးလိုက်ပါမယ်ဓာတ်ပုံရဲ့အနားသားထည့်ဖို့အတွက် stock ဆိုတဲ့စာကြောင်းလေးကိုနှိပ်ပြီးတော့လိုချင်တဲ့အရာလေးကိုချိန်ညှိပေးလိုက်ပါမယ်ပြီးတာနဲ့လိုချင်တဲ့ site ကလေးကိုပါရွေးပေးလိုက်ပါမယ်ပြီးတော့ဒီနေရာမှာ position ဆိုတဲ့နေရာမှာကျွန်တော် inside ကလေးကိုပြန်ရွေးပေးလိုက်ပါမယ်ပြီးတာနဲ့ဓာတ်ပုံကိုအရိပ်ကလေးထည့်ဖို့အတွက် drag shadow နေရာကိုနှိပ်ပြီးတော့ဓာတ်ပုံရဲ့အရိပ်ကိုလိုသလောက်ကလေးချိန်ညှိပေးလိုက်ပါမယ်ပြီးတာနဲ့ okay ကိုနှိပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါဓာတ်ပုံပြီးသွားပါပြီပြီးတော့ကြံစီတဲ့ PNG ပုံလေးတွေကိုထည့်မယ်ဆိုရင်လည်းခုနကဓာတ်ပုံထည့်တဲ့အတိုင်း file နေရာကိုတွားပြီးတော့ play abundant ကနေပြီးတော့ကျွန်တော်တို့ထည့်ပေးလို့ရပါတယ်မြန်လေးကျွန်တော်ထည့်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါ PNG ပုံလေးတွေလည်းစုံသွားပြီဆိုတော့ကြံစီသေးတဲ့အရာကိုထားလုပ်ပြပါမယ်စာလုံးတွေကိုအနောက်ခံလှုပ်ထားတဲ့အနောက်ခံဘောင်ကလေးကြံပါမယ်ပြီးတော့ကိတ်မုတ်ရဲ့အောက်မှာရှိတဲ့အရိပ်ကလေးကြံပါမယ်ဟုတ်ကဲ့ပါစာလုံးတွေရဲ့အနောက်မှာရှိတဲ့အနောက်ခံဘောင်လေးလှုပ်ဖို့အတွက် rectangle tool လေးကိုရွေးချယ်ပေးလိုက်ပါမယ်ထက်မဲ့ဘောင်ကစာလုံးတွေရဲ့အောက်မှာစီးရမှာဖြစ်တဲ့အတွက်ကြောင့် layer နေရာကိုတွားပြီးတော့ background photo layer နေရာကိုထောက်ထားပေးလိုက်ပါမယ်
ပြီးတာနဲ့လိုတလောက်ဆွဲချပေးလိုက်ပါမယ်ဘောင်းအမဲရောင်ကလေးပေါ်လာပါပြီဒီနေရာမှာအမဲရောင်ဖြစ်နေလို့ပါဒါဆိုရင်လိုချင်တဲ့အရာပြောင်းဖို့အတွက် layer နေရာကို right click ထောက်ပြီးတော့ blending option စာကြောင်းကလေးကိုထပ်နှိပ်ပေးလိုက်ပါမယ်အရင်အတိုင်းပဲ color ချိန်ဖို့ color overlay ကိုနှိပ်ပြီးတော့လိုချင်တဲ့အရာကိုချိန်ညှိပေးလိုက်ပါမယ်ပြီးပြီဆိုရင်အနာသားထည့်ဖို့အတွက်စတုပ်ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ site နေရာမှာလိုချင်တဲ့လောက်ချိန်ညှိပေးလိုက်ပါမယ်အနာသားထည့်ပြီးဆိုတော့အရိပ်ထည့်ဖို့အတွက် dot shadow ကိုထပ်နှိပ်ပေးလိုက်ပါမယ်အရိပ်ကိုလည်းလိုတလောက်ကလေးချိန်ညှိပေးလိုက်ပါမယ်ပြီးတာနဲ့ OK ကိုနှိပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါနောက်ခံဘောင်လေးလည်းပြီးသွားပြီဆိုတော့ကိန်းမုတ်အောက်မှာရှိတဲ့အရိပ်ကလေးကိုထည့်တဲ့နီလေးထားလုပ်လိုက်ပါမယ်အရိပ်ရဲ့ layer ကကိန်းမုတ်ရဲ့အောက်မှာရှိရမှာဖြစ်တဲ့အတွက်ကြောင့်ပထမဦးဆုံး layer နေရာကိုတွားပြီးတော့ background ဓာတ်ပုံ layer နေရာကိုအရင်ဦးဆုံးနှိပ်ထားပေးလိုက်ပါမယ်ပြီးတာနဲ့ဒီစာရွက်နေရာမှာအမဲရောင်ထားပေးလိုက်ပါမယ်ပြီးတာနဲ့အရိပ်ချဖို့အတွက် blast tool ကိုရွေးချယ်ပေးလိုက်ပါမယ်ပြီးတာနဲ့ layer နေရာကိုပြန်လာပြီးတော့ဒီအောက်ကအပေါင်းသင်္ကေတနေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ layer တစ်ခုထုတ်ပေးလိုက်ပါမယ်ပြီးတာနဲ့ click ကလေးတစ်ချက်ထောက်ပေးလိုက်ပါမယ်ဒီလိုပေါ်လာပြီဆိုရင်အရိပ်ပုံစံလေးဖြစ်အောင်ပြားလေးကျွန်တော်ဖိဆွဲပေးလိုက်ပါမယ်ဒီလိုအနေထားလေးရလာပြီဆိုရင်အရိပ်လှုပ်ဖို့အတွက်ကိတ်မုတ်ရဲ့အောက်ကလေးမှာနေရာချပေးလိုက်ပါမယ်ဟုတ်ကဲ့ပါအရိပ်ကိုလည်းစာလုံးတွေအယောင်ပြောင်းတယ်လို့မျိုးပဲကျွန်တော်တို့ bleeding option နဲ့ဝင်ပြီးတော့အယောင်ပြောင်းနိုင်ပါတယ်ဒါမှမဟုတ်ရင်လည်းအရိပ်ရဲ့အထူအပါးလေးကို layer မှာလာပြီးတော့ဒီအပေါ်က opacity ဆိုတဲ့နေရာမှာအစော့အတင်လုပ်ပြီးတော့အရိပ်ရဲ့အထူအပါးကိုလည်းချိန်ကြီးလို့ရပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ရဲ့ဖိတ်စာလေးပြီးသွားပါပြီဖိတ်စာပြီးသွားပြီဆိုတော့ဖိတ်စာကိုစစ်ဖို့အတွက် file နေရာကိုထောက်ပြီးတော့ save a copy ကိုနှိပ်ပေးလိုက်ပါမယ် file name ဆိုတဲ့နေရာမှာကျွန်တော်တို့ထည့်ချင်တဲ့နာမည်ကိုထည့်ပေးလိုက်ပါမယ်ပြီးတော့အောက်က save up style ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ကျွန်တော်တို့ save မှာကဓာတ်ပုံဖြစ်တဲ့အတွက်ကြောင့် JPEG JPEG ကိုရွေးချယ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာလေးပါဓာတ်ပုံထားမဲ့နေရာကိုတော့ကျွန်တော် desktop ပေါ်မှာပဲရွေးချယ်ပြီးတော့နှိပ်ထားပေးလိုက်ပါမယ်ဒီလိုဘောင်လေးကျလာပြီဆိုရင် quality နေရာမှာအမြင့်ဆုံး maximum ကိုကျွန်တော်ရွေးချယ်ပြီးတော့နှိပ်ပေးလိုက်ပါမယ်ပြီးတာနဲ့ okay ပါဒါဆိုရင်ကျွန်တော်တို့စစ်လိုက်တဲ့ဖိတ်စာကဓာတ်ပုံအနေနဲ့ရလာပါပြီဓာတ်ပုံကို print ထုတ်ဖို့အတွက် right click လေးတစ်ချက်ထောက်ပေးလိုက်ပါမယ်ပြီးတာနဲ့အောက်ဆုံးက show more option ကိုနှိပ်ပြီးတော့ print ဆိုတဲ့စာကြောင်းလေးကိုထပ်နှိပ်ပေးလိုက်ပါမယ်ဒီနေရာမှာဆိုရင်ကျွန်တော်ထုတ်မဲ့ငါအမြောက်ခွန် site ကိုရွေးချယ်ပေးလိုက်ပါမယ် quality နေရာမှာ height ထားမယ် paper type နေရာမှာကျွန်တော်အသုံးပြုမဲ့ photo paper glossy ကိုရွေးချယ်ပေးလိုက်ပါမယ် quality ကို height ပြောင်းပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့စာရွက်ထည့်ပြီးတော့ printer နဲ့ print ထုတ်လို့ရပါပြီ
Photoshop ထဲကလောက်ထားတဲ့ဖိတ်စာကို Photoshop ထဲမှာတစ်ခါတည်းထုတ်ချင်လဲရပါတယ် file နေရာကိုနှိပ်ပြီးတော့ print ဆိုတဲ့စာကြောင်းလေးကိုနှိပ်လို့ရတယ်လို့ keyboard က Ctrl P ကိုနှိပ်ပြီးတော့လဲ print setting ကိုတွားလို့ရပါတယ် print setting ကိုနှိပ်ပြီးတော့ကျွန်တော်တို့ထုတ်မဲ့ paper size တွေ paper အမျိုးအစားတွေကိုရွေးချယ်ပြီးတော့တစ်ခါတည်း print ထုတ်လို့လည်းရပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားနည်းချက်တွေရှိရင်လည်းခွင့်လွှတ်ပေးပါခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြမယ်ခင်ဗျ